အားလုံးပဲမင်္ဂလာပါကျွန်တော်တမိုင်းဆိုင်ရာဗီဒီယိုလေးတွေတိတ်ပြီးတော့မလုပ်ဖြစ်တာနည်းနည်းကြာပါပြီတိတ်ပြီးတော့လဲကျွန်တော်ဒီပုံမှာတိတ်စိတ်နှစ်လို့မရတဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုလေးတွေမလုပ်နိုင်ရခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီလို comment တစ်ခုလာပေးထားတဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုလေးကိုပြန်လုပ်ရခြင်းဖြစ်ပါတယ်လုပ်မယ်ဆိုပြီးမှကျွန်တော်အချိန်လေးဆွဲနေရတယ်နည်းနည်းကြာသွားပါပြီဒီနေ့ကတော့အမှန်တကယ်လုပ်ဖြစ်ပါပြီအဲ့ဒါပါလဲဆိုတော့အင်းကအရှိစံဘင်းမင်းကောင်ရဲ့သားတော်မင်းရဲ့ကြော်စွာရဲ့သားမင်းရဲ့ကြော်ထင်တဲ့ဘဝစကြောင်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးချင်ပါတယ်မင်းရဲ့ကြော်ထင်ဆိုတာဘယ်လိုလဲပေါ့မင်းရဲ့ကြော်စင်ရဲ့ဖခမဲတော်မင်းရဲ့ကြော်စွာဘယ်လိုလဲဆိုတာလေကျွန်တော်စပြောပါမယ်မင်းရဲ့ကြော်စွာဆိုတာကတော့ဘင်းမင်းကောင်ဘင်းမဖြစ်ခင်ပြင်စီမင်းသားမင်းဆွေဘွားနဲ့တူငံဘွားရဲ့သမီးတော်ရှမီးနောင်းနဲ့အကြောင်းပါရာနေပြီးတော့မွေးလာတဲ့သားတော်တစ်ပါးဖြစ်ပါတယ်။သူဟာဒီမင်းကောင်လက်ထက်မှာအရှိစံဖြစ်ခဲ့ပြီးတော့ရာသရစ်နဲ့စီးရင်တိုက်ပွဲမှာတည်ဆုံးသွားခြင်းပဲဖြစ်ပါတယ်။မင်းရဲ့ကြော်စွာကိုရာသရစ်ရဲ့သားတေလို့ဝင်စားတယ်လို့လည်းဆိုကြပါတယ်။သူ့ကိုတော့တက္ကီ952ခုနှစ်မှာဖွားမြင်ပါတယ်။သူ့ဖွားမြင်ပြီးသူ့ရဲ့တက်တော်16နှစ်ပြည့်တဲ့တက္ကီ968ခုနှစ်မှာတော့ပခန်းစားတရဖျားရဲ့သမီးတော်စောမင်းလာနဲ့စုံမဲ့ပြီးတော့အင်ရှိရာကိုသူ့ရဲ့ခမဲတော်မင်းကောင်ကပြေးပါတယ်အဲ့ဒီပခန်းစားတရဖျားဆိုတာကတော့မိနစ်စွာလက်ထက်ကရခိုင်ကိုစားပြီးရခိုင်ကနေထွက်ပြေးလာပြီးတော့ပခန်းမြို့ကိုတဲတဲ့စောမင်းလို့ထင်ပါတယ်ကျွန်တော်အမှတ်မှရင်ပြင်ပေးကြပါခင်ဗျာအဲ့လိုနဲ့မင်းရဲ့ကြော်စွာဟာရာသရစ်နဲ့စီဂျင်ထိုးရင်တည်ဆုံးသွားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့မိဖုရားစောမင်းလာကိုသူ့ရဲ့ညီတော်စီမြူရှင်တည်ရသူနဲ့ရေမင်းကောင်ကပဲပြန်လဲထိမ်းများပြီးခဲ့ပါတယ်မင်းရဲ့ကြော်စွာတည်ဆုံးပြီးတဲ့နောက်မှာရေမင်းကောင်ကဒလကိုစုံစင်းလာပါတယ်ဒလကိုစုံစင်းပြီးတဲ့အခါမှာပသိမ်ကိုရောက်တဲ့အချိန်ပသိမ်မှာရှိနေတဲ့မွန်သူရဲကောင်တမင်ဝနိုင်ကိုတွေ့ကျင်တဲ့အတွက်သူ့ရဲ့လီတော်ကိုဖိတ်ခေါ်ပါတယ်အဲ့လိုဖိတ်ခေါ်တဲ့အခါမှာတမင်ဝနိုင်ကဒီမင်းကောင်ကိုလာရောက်ဖူးမြော်လာစင်မှာမင်းငယ်ကျော်တရဲ့ကျွန်းမြတ်သားကလှန်နဲ့ပြစ်ပါတယ်အဲ့ဘလှန်ကတမင်ဝနိုင်ကိုမထိပေမဲ့လို့တမင်ဝနိုင်ကပြန်သွားပြီးမင်းကြီးစီကိုတော့ကျွန်တော်လာတယ်ဒါပေမဲ့မင်းကြီးရဲ့ကျွန်းတွေကကျွန်တော်လှန်နဲ့ထိုးတယ်ဆိုပြီးမှရှောက်တင်တဲ့အတွက်ကြောင့်မို့မင်းကြီးကဘလူးလောက်တာလဲဆိုပြီးစစ်မေးတဲ့အခါမှာမင်းငယ်ကျော်တင်ရဲ့ဘရင်မင်းကောင်ရဲ့မင်းငယ်ကျော်တင်ရဲ့ကျွန်းလောက်တာပါဆိုတဲ့အခါမှာမင်းငယ်ကျော်တင်ကိုခေါ်ပြီးမင်းလုတ်ခိုင်းသလားလို့မေးတော့तू ကမလုတ်ခိုင်းပါဘူးမင်းငယ်ကျော်တင်က तू မလုတ်ခိုင်းပါဘူးလို့ပြောတဲ့အခါမှာငမြတ်သားကကျွန်တော်တခင်လုတ်ခိုင်းတာမဟုတ်မင်းရဲ့ကြော်စွာတေဆုံးရတဲ့အတွက်ကိုမကျင်တဲ့လို့သူ့ကသူလုတ်တယ်ဆိုပြီးတော့ထွက်ဆိုပါတယ်အဲ့ထွက်ဆိုတဲ့အခါမှာတမင်ဝနိုင်ကတခင်ကိုချစ်တဲ့ကျွန်းကိုလည်း तू လေးစားပါတယ်ဆိုပြီးတော့သူ့အသက်ကိုမတက်ဖဲနဲ့လွတ်ပြီးပါတယ်ဘေးမင်းကောင်ကလည်းလွတ်လိုက်ပါတယ်ဒါကတော့မင်းငယ်ကျော်တင်ဘရင်မင်းကောင်လက်ထက်မှာနောက်ဆုံးပါတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်အဲ့လိုထိမ်းများပေးခဲ့တဲ့အတွက်ကြောင့်မို့သူ့ရဲ့မိဖုရားစောမင်းလာမှာမင်းရဲ့ကြော်စာနဲ့ရတဲ့သားမင်းငယ်ကျော်ထင်အပါသားနှစ်ယောက်သမီးနှစ်ယောက်ဖွားမြင်တယ်လို့မှန်တယ်နဲ့တခြားရာဇဝင်တွေကဆိုပြီးသူနှစ်ရာဇဝင်ကတော့သားတစ်ယောက်သမီးတစ်ယောက်တာဖွားမြင်တယ်လို့ပြောထားပါတယ်ဒါကတော့ဘရူမန်နဲ့မားတယ်ဆိုတာကိုတော့ကျွန်တော်တို့ပြန်လဲစစ်ဆေးရမှာပဲဖြစ်ပါတယ်မင်းငယ်ကျော်ထင်ကမင်းရဲ့ကြော်စာနဲ့ကြားတဲ့ဒီသားတူဖြစ်ပါတယ်မိဖုရားစောမင်းလာဟာတရားသူစီပြူရှင်မင်းလက်ထက်မှာမိဖခေါင်ကြီးဖြစ်ပေမဲ့လို့မင်းရဲ့ကြော်စာရဲ့သားမင်းငယ်ကျော်ထင်ကတော့နေရာမရဘူးထင်ပါတယ်အဲအကြောင်းပဲစီပြူရှင်တရားသူဟာမိဖုရားရှင်ဖို့မယ်ကောက်ကြံပြီးအုံမောင်လက်တံပွားအောင်ပင်လည်းရက်မှာလာရောက်တိုက်ခိုက်တဲ့အခါမှာတည်ဆုံးသွားပြီးတော့သူတည်ဆုံးသွားတဲ့အခါမှာမျိုးဆက်မပြောက်ကောင်းနေဆိုပြီးကမိဖုရားစောမင်းလာရဲ့သားတော်စင်မြူရှင်တည်သူမင်းနဲ့မိဖုရားစောမင်းလာရဲ့သားတော်အငယ်ဖြစ်တဲ့အသက်9နှစ်တာရှိသေးတဲ့မင်းလာငယ်ကိုနန်းနေကြပါတယ်အဲ့ဒါကိုနန်းနေတာကိုရှင်ဖို့မယ်ကမကျေတဲ့အတွက်ကြောင့်မိုးကလေးကြီးတော်ညိုကိုလမ်းခေါ်လိုက်တယ်ကလေးကြီးတော်ညိုကအင်းဝထင်းနှန်းကိုမင်းလာငယ်ကိုတက်ပြီးတော့အင်းဝထင်းနှန်းကိုစိုးဆန်တယ်အဲ့ဒါကိုကလေးကြီးတော်ညိုကိုစိုးဆန်ရပါမလားလို့မိုးညင်းမှာရှိတဲ့
မုံညင်းစားကအင်းဝကိုလာတက်ခဲ့တဲ့အတွက်ကြောင့်မို့ကလေးကြီးတောင်ကျိုကနီးနားမှာရှိတဲ့တောင်တွင်းစားတို့ပကန်းစားတို့ကိုခေါ်ပြီးတော့အင်းဝကိုကာရပါတယ်အဲ့ဒါလည်းအဲ့လိုကာတာလည်းစစ်ကူတောင်းတဲ့အခါမှာလည်းပကန်းစားဆိုလို့ရှိရင်ဘီဘီယာရှင်စောပုကိုပေးမယ်ဆိုပြီးတော့ပြောကအကူကြီးတောင်းရတာပါဒါပေမဲ့လို့မုံညင်းစားတကယ်လာတဲ့အခါမှာတော့ပကန်းစားကရှင်စောပုကိုပါယူပြီးပကန်းမှာပြန်သွားတဲ့အတွက်ကြောင့်မို့ကလေးကြီးတောင်ကျိုကအင်းဝနန်းကနေထွက်ပြေးရပါတယ်အဲ့လိုထွက်ပြေးတဲ့အတွက်ကြောင့်မို့မုံညင်းမင်းတရားဟာအင်းဝထီနန်းကိုစိုးစံပါတယ်အဲ့လိုမုံညင်းမင်းတရားကအင်းဝထီနန်းကိုရတယ်ဆိုရင်ပဲပကန်းကိုဆက်လက်တိုက်ခိုက်သိမ့်ပိုက်စီပါတယ်အဲ့ဒါနဲ့သူ့ရဲ့တာတော်နှစ်ပါးကပကန်းကိုဆက်လက်သိမ့်ပိုက်ပြီးတဲ့အခါမှာတော့ပကန်းကိုရတဲ့အခါမှာတရဖျားနဲ့မင်းငယ်ကျော်ထင်ကိုခေါ်ပြီးတော့အင်းဝကိုပြန်လာတယ်လို့ဆိုပါတယ်အင်းဝကိုရောက်တဲ့အခါမှာတော့တရဖျားကိုအင်းဝမြို့ထဲမှာပဲအိမ်ဆောက်ပြီးတော့နေစီပြီးတော့မင်းငယ်ကျော်ထင်ကိုတော့တစ်စိမ့်ရက်ကိုပို့ထားတယ်လို့ဆိုပါတယ်အဲ့မှာတောင်မှာရှိတဲ့ပစင်းညိုတို့ရှင်မုံယိုတို့ကြားတဲ့ခါအောင်တော့အင်္ဂါအဖျားတောက်ကြနဲ့အရင်ရက်၌ထားတယ်အဲ့မှာတောက်ကြနဲ့အရက်ကိုဝင်ပြီးတော့ပုံစားလိမ့်မယ်လို့ဆိုပါတယ်ဆိုတဲ့အတိုင်းပဲတစ်စိမ့်ကနေပြီးတော့ရင်းနေသားမြို့ကိုဝင်ရောက်တိုက်ခိုက်ပြီးတော့မင်းငယ်ကျော်တင်ကပုံစားပါတော့တယ်အဲ့ဒါကိုမွန်ညမီဒီယာကလိုက်သိပိုက်တဲ့ခါမှာမြောက်သားတော်နဲ့တကွထွက်ပြေးပြီးတော့ဥမောက်စောဝါကိုကြီးနဲ့လေဝင်းစတိုင်ကိုထိပါပြီးတော့ပင်လယ်မြို့မှာအခိုင်မာနေပါတယ်အဲ့လိုဥမောက်စောဝါရဲ့ကိုကြီးနဲ့သူကတပည့်ဆွဲထိချစ်တက်လာပြီးတပည့်ဆွဲမှာတက်ချနေတဲ့အတွက်ကြောင့်မို့မွန်ကြီးစောဝါကဘရဂါမဏိကိုချစ်တက်တက်ခဲ့စီရမှာမင်းငယ်ကျော်ထင်ရှုံးပြီးတော့ပင်လယ်မြို့မှာပဲပြန်ပြီးအခိုင်မာနေပြန်ပါတယ်အဲ့ဒါကတက္ကိ990လောက်မှာဖြစ်တာပါအဲ့ဒီနေရာမှာဘုရားကာမဏိနဲ့မင်းငယ်ကျော်ထင်ရဲ့ကျွန်တို့စီးချင်းထိုးကြပြီးမင်းငယ်ကျော်ထင်ရဲ့ကျွန်ကိုဘုရားကာမဏိကကောင်းဖြတ်လိုက်နိုင်ပါတယ်ပြီးတော့သူ့ရဲ့မင်းငယ်ကျော်ထင်ရဲ့စင်ရဲတော်တော်ကိုစီးတဲ့ဦးစီးကိုလည်းသူကတစိုးလက်လာပါတွေပေးပြီးတော့တိမ့်သွင်းကမွန်ကြီးမတရားဘက်ကိုခိုလုံစီခဲ့ပါတယ်အဲ့ဒီခါမှာမင်းငယ်ကျော်ထင်ကအရန်စိတ်ဆိုးပြီးတော့အဲ့ဒီရဲတော်တော်စင်ဦးစီးနဲ့တူတဲ့သူမှန်သမျှကိုရိုက်နဲ့ထောင်းထုပြီးတော့တွေးသမျှလိုရိုက်နဲ့ထောင်းထုပြီးတော့မင်းမအပြစ်မရှိပါဘူး तू ကငါ့ရဲ့ဒီစင်ဦးစီးနဲ့တူတူတာရိုက်ခံရတာပါဆိုပြီးငွေ30မိကကြေးစီပါတယ်အဲ့ဒါကတခါတခါမဟုတ်အမြဲတမ်းလို့ဂျာသွင်းထဲမှာရေးထားပါတယ်မင်းငယ်ကျော်တရားပင်လယ်မြို့မှာတက္ကိ995ခုထိအခိုင်အမာနေပါတယ်မုံကြီးမတရားကလည်းခဏခဏပင်လယ်ကိုလာရောက်လုတ်ကြံမိမယ်လို့မရပါဘူးအဲ့လိုအဖြစ်ပြက်တွေဖြစ်နေတော့မှမွန်ကြီးမီဒီယာကြီးကမင်းငယ်ကျော်ထင်ရဲ့မိခင်ရဲ့မောင်မင်းငယ်ကျော်ထင်ရဲ့ဦးလေးကိုတရဖျားအမြင်နဲ့အမြင့်ကိုစားစီပါတယ်မွန်ကြီးမီဒီယာကြီးနဲ့ဆွန်သွားတဲ့ခါမှာတော့သူ့ရဲ့သားတော်မင်းရဲ့ကျော်စွာကမင်းဖြစ်ပါတယ်မင်းရဲ့ကျော်စွာလက်ထက်တက္ကိ82ခုနှစ်မှာပင်လယ်နဲ့ရမဲသိန်းကိုတက်ရောက်ချစ်တဲ့လောက်ကြံတော့လေအခိုင်မာနေတဲ့အတွက်မရတဲ့အတွက်ကြောင့်တောင်ကိုဆက်လက်လောက်ကြံရာတောင်ကိုရပြီးတရဖျားငယ်ကိုတောင်ကိုစားစီပါတယ်အဲ့နောက်တော့မင်းရဲ့ကျော်စွာလွန်ပြီးသူ့ရဲ့ညီတော်ပြည်စားတည်သူကရုံးဝထီနန်းကိုတိမ့်ပိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းငယ်ကျော်ထင်ကပင်လယ်ကနေရမဲသိန်းကိုချစ်တက်ပြီးလောက်ကြံကအခိုင်မာနေပါတယ်တက္ကိ89ခုနှစ်မှာတော့တောင်ကိုတရဖျားငယ်လွန်တဲ့အတွက်ကြောင့်မို့သူ့ရဲ့သားတော်မင်းကောင်ကိုတောင်ကိုအင်းဝဘင်းကစားစီပါတယ်အဲ့လိုအခြေအနေတွေမှာတက္ကိ89ခုနှစ်မှာတရုတ်စစ်ရောက်ပါတယ်တရုတ်စစ်ရောက်တဲ့ခါမှာဘရင်အင်းဝဘင်းနဲ့တရုတ်စစ်တပ်တို့ညှိနှိုင်းပြီးတော့မင်းရမဲသိန်းကိုတိုက်နိုင်အောင်တိုက်ပြီးလို့ရှိရင်မင်းလိုချင်တဲ့တုံငံဘွားကိုငါပေးမယ်ဆိုပြီးတော့ညှိလိုက်ပါတယ်ညှိလိုက်တဲ့ခါမှာတရုတ်တပ်ကလည်းရမဲသိန်းကိုတိုက်ဖို့လိုက်တဲ့ရက်ကိုရောက်လာပါတယ်လိုက်တဲ့ရက်ကိုရောက်တယ်ဆိုရင်ပဲမင်းငယ်ကျော်တင်ကသူကထွက်ပြေးသွားပါတော့တယ်ရမဲသိန်းကနေပြီးတော့ဘယ်ကိုထွက်ပြေးသွားလဲဆိုတော့ကင်းသာရက်ကိုထွက်ပြေးသွားတယ်လို့ဆိုပါတယ်အဲ့လိုနဲ့တက္ကိ873ခုနှစ်မှာတောင်ကူစားမင်းကောင်ကိုမင်းငယ်ကျော်တင်ကလှုပ်ကြံပြီးတော့တောင်ကူကိုစိုးစံပါတယ်တောင်ကူထင်းနှန်းကိုစိုးစံပါတယ်အဲ့ဒါမှတောင်ကူထင်းနှန်းကိုမင်းငယ်ကျော်တင်ရသွားပြီးတဲ့အချိန်မှာမင်းငယ်ကျော်တင်ကအင်းဝရန်ကို
စိတ်ချသွားတယ်လို့ဆိုပါတယ်ဒီနေရာမှာကင်းတာမှာနေစဉ်ဟိုစင်နေလည်းမရှိဘဲနဲ့သူကစင်ကတွေအများကြီးလုပ်တယ်လို့ဆိုပါတယ်အဲ့ဒါကိုသူမိဖုရားနေမှာဘာလို့စင်ကတွေအများကြီးလုပ်တာလဲမင်းမှာစင်ကလည်းတစ်ခုတစ်ကောင်ပဲရှိတယ်ဆိုတဲ့အခါမှာယောက်ျားတို့ဖုံးဆိုတာမသိနိုင်ဘူးဆိုပြီးတော့သူမိမကိုပြန်ပြောပါတယ်အဲ့မှာတောင်ကိုရပြီးတဲ့ခါမှာတော့သူ့ရဲ့မိဖုရားကိုငါမှာအခုဆိုရင်စင်ကရီတောင်မလောက်တော့ဘူးဆိုပြီးဟိုပြန်ပြောတယ်လို့ဆိုပါတယ်မင်းငယ်ကျော်တင်လွတ်ကျင်လိုက်တဲ့တောင်ကိုပြင်မင်းကောင်ကသူနဲ့ညီကိုဝမ်းခွဲတော်ဆက်တူပါပကန်းတက်ပြားကြီးရဲ့မြည်တွေကြီးပဲလို့ဆိုပါတယ်မင်းငယ်ကျော်တင်တောင်ကိုစိုးစံစင်ခါကသူ့ရဲ့တက်တော်က42 43လောက်ပဲရှိအောင်ပါပါအဲ့ဒီအချိန်မှာတော့အင်းဝါထီနန်ကမင်း60လောက်ကြောင်းသွားပါပြီဒီလိုနဲ့တက္ကီ120ခုနှစ်မှာတော့မင်းရဲ့ကျော်ထင်ကိုတင်ခရာစောလူရဲ့မြေငတန်စီကလုတ်ကြံပြီးငတန်စီကလုတ်ကြံတဲ့အတွက်ကြောင့်မို့အိဋ္ဌရောက်ပါတယ်သူကတောင်မူထင်းနှင်းကိုခုနှစ်ပဲစိုးစံလိုက်ရပါတယ်တက်တော့90ပတ်ချလေလောက်မှာအိဋ္ဌရောက်ပါတယ်မင်းငယ်ကျော်ထင်ရဲ့မိဖုရားအကြောင်းကတော့မထင်ရှားပါဘူးဒါပေမဲ့မင်းငယ်ကျော်ထင်ရဲ့မိဖုရားဟာတော်တော်လေးကိုကြည်ကောင်းပြီးတော့ကွန်ထရေးမြူလိုက်ရင်တောင်မှရိပ်မြင်ရတယ်ဆိုပြီးအသားရည်ရမ်းကောင်းတယ်လို့ဆိုကြပါတယ်မင်းငယ်ကျော်တင်ရဲ့သားသမီးတွေကတော့မင်းရဲ့တိတ်တအင်းဝတို့ပါသွားပါတယ်သမီးတို့ကတော့ပြည်မင်းကြီးစွာခံမင်းစင်များရဲ့သားနဲ့တင်ပါတယ်ဒီလိုပဲလာစင်မှာရေးထားပါတယ်အခုပြောပြခဲ့တဲ့ຢာတွေကတော့မင်းရဲ့ကျော်စာရဲ့သားမင်းငယ်ကျော်စင်ရဲ့ဘဝစကြောင်းပဲဖြစ်ပါတယ်တမိုင်းမှာရှာသေးတဲ့လောက်ကတော့ဒီလောက်ပါပဲမင်းငယ်ကျော်တင်ဟာသူခမဲတော့တာဘရင်ဖြစ်ရင်သူလဲနောက်တစ်ချိန်အင်းဝါထီနန်ကိုစူးဆန်ရမယ်အင်းရှိစံတယောက်ဖြစ်မှာပါဒါပေမဲ့လို့သူ့ရဲ့ခမဲတော်ကအင်းရှိစံဘွားမှာပဲတည်ဆုံးသွားတဲ့အတွက်ကြောင့်မို့သူဟာဘရင်ဖြစ်မဲ့လမ်းကြောင်းပေါ်ကိုဘရင်ဖြစ်မဲ့လမ်းကြောင်းပေါ်မှာရှိနေတော့ပါဘူးဒါပေမဲ့လည်းသူဟာသူ့ရဲ့လမ်းကြောင်းတိုင်းသူ့အတူဆက်ပြီးတော့ကြိုးစားတဲ့အတွက်ကြောင့်မို့ဗြိတိန်နိုင်ငံတနိုင်ငံမြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့တောင်ကုန်မှာ9နှစ်လောက်သူနန်းဆန်ရပါတယ်ဟုတ်ကဲ့ဒါကတော့မင်းငယ်ကျော်ထင်ရဲ့အကြောင်းဒီလောက်ပါပဲဒါဆိုရင်ကျွန်တော်ကိုမေးထားတဲ့သူလည်းကျင်းတတ်မယ်လို့ထင်ပါတယ်နောက်ဆိုရင်လည်းဘယ်လိုအကြောင်းအရာလေးတွေပြောသိချင်တယ်ဘယ်လိုအကြောင်းအရာလေးတွေကိုမျှဝေစေချင်တယ်ဆိုတာကိုလည်း comment မှာရေးပေးခဲ့ကြပါဦးပြီးတော့မြန်မာသမိုင်းထဲမှာထူးခြားတဲ့ဖြစ်စဉ်လေးတွေတခြားတိမ်မြုပ်ပျောက်ကွယ်နေတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ရှာဖွေပြီးမှဆက်လက်သိဆက်တော့ပါအောင်မယ်လို့ပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ